okay နောက်တစ်ခုဇီးစီကိုလည်းဒီချက်က an ပေါင်းတယ်လို့သင်ထားတယ်သူကဘယ်သူနဲ့သွားတူမလဲ vr နဲ့လည်းသွားတူသလိုမျိုးမူလ original verb an နဲ့သွားတူတယ်ဘာမှထွေထူးထူးလုံးဆယ်ရမလို့တော့ဘူးဒါပဲအဲ့တော့ဒီချက်ကဘာအပိုင်ချက်ထားရပြီလဲ type 1ဆိုရင် each a ပေါင်းမယ် do s ထေပေါင်းမယ် lc ထေပေါင်းမယ် vr က an ပေါင်းမယ် er ကထေပေါင်းမယ် zd က an ပေါင်းမယ်ဒီဟာကိုဒါဒီချက်တို့အပိုင်ချက်ထားလိုက်အဲ့ဒါဒါလုံးဝချောနေအောင်ဘယ်ချိန်မင်းမေးတရင်တို့ထားမိတောင်ချက်တို့ရနေအောင်ချက်ထားလိုက်ဒါဆိုချက်တို့ကြိုက်တဲ့ verb အလုံးပေါင်းရာချီထောင်ချီချက် conjugate ညှိတက်သွားပြီရမယ်နော်ဒါဆိုရင်ဒီချက်ကအခုရှင်းပြပြီးပြီဆိုတော့ဒီချက်ကိုနမူနာ verb လေးတစ်ခုလုပ်ကြည့်ရအောင်ခေဟန်ဆိုတဲ့ verb သွားတယ်ဆိုတဲ့ verb ပေါ့နော်အဲ့ဒါလေးကိုဒီချက်တို့နမူနာလုပ်ကြည့်ရအောင်အရင်ဆုံးဒီချက်တို့ဘာဖြုတ်ကြမလဲဘာဖြုတ်မလဲ an ကိုဖြုတ်မယ်ဟုတ်တယ်နော်ဘာကြံခဲ့မလဲ gate ပဲကြံခဲ့မယ် gate ဟုတ်ပြီဒီချက်တို့ကြက်ထားတဲ့အတိုင်းလေးပေါင်းလိုက်ရအောင် each ကဘာပေါင်းမလဲ a ပေါင်းမယ်တော့ gate ပေါ့ဟုတ်လား each gate ဟုတ်တယ် okay နောက်တစ်ခုက do ဆိုရင်ချက်တို့ဘာပေါင်းမယ်လို့ပြောထားလဲ s ထေပေါင်းမယ်ဆိုတော့ gate လေးကိုဒီချက်တို့ s ထေပေါင်းလိုက်မယ် gate okay lc ကဒီချက်တို့ဘာပေါင်းမယ်လို့ပြောထားလဲlc ကထေပဲပေါင်းမယ်ထေပေါင်းမယ်ဆိုတော့ gate ကိုဘာလေးပေါင်းလိုက်မလဲထေလေးပဲပေါင်းလိုက်မယ် gate okay နောက်တစ်ခု vr ကချက်တို့ဘာပေါင်းပါလဲမူလ original verb နဲ့အတူတူပဲဆိုတော့ hehan ဒါပဲ er ကဒီချက်တို့ဘာပေါင်းပါလဲထေလေးပဲပေါင်းမယ်ဆိုတော့ gate okay zd ကကြတော့ချက်ဘာပေါင်းမလဲသူလည်းပဲဘာနဲ့အတူတူပဲလဲ vr နဲ့အတူတူပဲ gehan ဒါပဲရမယ်နော်အဲ့တော့ဒီချက်တို့က verb conjugate ညှိတဲ့အခါမှာအခုလိုမျိုး6မျိုးညှိတက်နေရမယ်အရှိက subject ကြိုက်တာလားကိုကညှိတက်နေရမယ်ပေါ့နော်အဲ့တော့အဓိက subject ပေါ်မူတည်ပြီးဒီချက်တော့ verb conjugate 6မျိုးတောင်ဒီချက်တော့ညှိတက်ရမယ်ဒါ type 1လေးပါဟုတ်ပြီနော်ဘာကိုကြက်ထားရပြီလဲဒီချက်အပေါ်မှာရေးပေးထားတဲ့အဆုံးသက်စလုံးလေးဂျာမန်လို့ဆို Anton လို့ခေါ်တယ်ပေါ့နော်အဲ့တော့ Anton လေးတွေကိုချက်တို့ကြက်ထားရပြီရမယ်နော်အဲ့ဆိုဒီချက်ဒီအောက်ကဒီချက် group ထဲမှာပို့ပေးထားတဲ့ဒီ drive ဟိုပါပေါ့ဗာလဲ grammatic ချက်တို့ file လေးနော် ri ဆိုတဲ့ဟာလေးကိုဒီချက်အသုံးပြုနေတာ